ကျမတို့မြန်မာနိုင်ငံမှာမြစ်ချောင်းတွေပေါ်များလို့ရေဆိုတာအလွယ်တကူရရှိနိုင်တဲ့အရာလို့ထင်ရပေမဲ့ဒီနိုင်ငံတွေမှာတော့ရေတပေါက်ဟာရွှေထက်တန်ဖိုးရှိနေပါတယ်။ဒီနေ့မှာရေရှားပါတဲ့နိုင်ငံ၁၀ခုအကြောင်းကိုပြောပြပါမယ်ရှင်။နံပါတ်1ဂျော်ဒန်နိုင်ငံကရေကိုအချိန်ဇယားနဲ့စနစ်တကျခွဲခြားပေးပါတယ်။အိမ်ခေါင်မိုးပေါ်မှာရေလောင်ကန်ကြီးတွေထားပြီးတော့ရေလာမဲ့ရက်ကိုပြက်ကလေးမှာမှတ်ထားပြီးစောင့်ရပါတယ်။ရေလာပြီးဆိုတာနဲ့တအိမ်လုံးမှာရှိတဲ့ဘုံတွေအကုန်လုံးထုတ်ယူပြီးတော့ရေကိုတူလောင်ထားရပါတယ်။ဒီနေရာမှာမိုးရွာမှုမမှန်ခြင်းအပူချိန်မြင့်တက်ခြင်းကြောင့်မိုးခေါင်ရေရှားမှုတန်ကတိတိကျကျခံစားပြီးဆိုးဆိုးရွားရွားဖြစ်စေပါတယ်။နံပါတ်2မက္ကဆီကိုနိုင်ငံဒီနေရာကတော့မြေအောက်ရေကိုအလွန်အကျွံဆုပ်ယူသုံးစွဲနေရလို့မြို့ကြီးဟာတစ်နှစ်ကို20လက်မလောက်ထိတဖြည်းဖြည်းနှိမ့်ဆင်းပြီးတော့တချို့အဆောက်အဦတွေဆိုရင်စောင်းနေတဲ့အထိတောင်ဖြစ်ကုန်ကြပါတယ်။နံပါတ်3လစ်ဗျားနိုင်ငံသူကတော့တဲခနာတွေကနေရေပိုက်လမ်းကြီးတွေတွေ့ပြီးတော့ရေကိုထုတ်ယူသုံးစွဲနေရတာပါ။ဒီရေတွေကတစ်နေ့မှာကုန်သွားမဲ့ရေဟောင်းတွေဖြစ်လို့ရေရှည်အတွက်စိုးရိမ်နေရပါတယ်။နံပါတ်4လက်ဘနွန်နိုင်ငံတစ်ချိန်ကမြစ်ချောင်းတွေပေါ်များခဲ့ပေမဲ့အခုတော့စီမံခန့်ခွဲမှုလွဲမှားတာနဲ့လူဦးရေများပြားလာတာကြောင့်မြို့ကြီးတွေမှာရေပုံမှန်မလာတော့ပါဘူးရေရဖို့ဆိုတာကန်ဆယ်မနိုင်ရတယ်လို့ဖြစ်နေပါပြီနံပါတ်5အီရတ်နိုင်ငံယူကရိန်းနဲ့တိုက်ခရီးမြစ်ကြီးတွေရှိပေမဲ့အခုတော့ရေကာတာတွေနဲ့ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကြောင့်ခန်းချောက်လာပါတယ်ရှေးဟောင်းရေကျင်းမှုထွန်းကားခဲ့တဲ့နေရာမှာအခုတော့ရေရဖို့နေတိုင်းရုန်းကန်နေရပါတယ်နံပါတ်6အိန္ဒိယနိုင်ငံအိန္ဒိယရဲ့မြို့ကြီးချို့မှာဒေးဇီရိုလို့ခေါ်တဲ့ရေလုံးဝပြက်လက်သွားတဲ့အခြေအနေမျိုးတွေကြုံတွေ့နေရပါတယ်ချမ်းသာတဲ့သူတွေကရေဝယ်သုံးနိုင်ပေမဲ့ဆင်းရဲသားတွေအတွက်တော့ရေတပုံးရဖို့တိုက်ပွဲဝင်နေရတယ်လို့ပါပဲနံပါတ်9ပါကစ္စတန်ရေခဲတောင်တွေအရေးပြောတာနဲ့လူဦးရေထူထပ်တာကြောင့်ပါကစ္စတန်ဟာကမ္ဘာရေအကျက်တဲ့ဖြစ်နိုင်ဆုံးနိုင်ငံတွေထဲမှာပါဝင်နေပါတယ်ရေပိုက်လိုင်းတွေကလည်းဟောင်းနှမ်းနေလို့ရေတွေကအလဟတ်ဆုံးရှုံးနေရတာလည်းပါပါတယ်နံပါတ်10 Saudi Arabia တဘာဝမြေချောင်းတွေမရှိတဲ့အတွက်ပင်လယ်ရေကိုတောက်ရဖြစ်အောင်လုပ်တဲ့စက်ရုံတွေနဲ့မြေအောက်ရေဟောင်းတွေကိုပဲအားကိုးနေရတဲ့နိုင်ငံမှာတဲခန္ဓာရဲ့မှာစိုက်ပျိုးရေးလုပ်ဖို့ရေကိုဒေါ်လာဘီလီယံချီအကုန်ကျခံသုံးစွဲနေရပါတယ်။နံပါတ်9ချီလီနိုင်ငံမိုးမရွာတဲ့တဲခန္ဓာရဒေသဖြစ်လို့ရေရှားပါပါတယ်။တက်ထုတွင်လုပ်ငန်းတွေကလည်းရေအများကြီးသုံးနေရလို့ဒေသခံတွေနဲ့အမြဲပဋိပက္ခဖြစ်နေရပါတယ်။နံပါတ်10ရှီမင်နိုင်ငံရေတစ်ခွက်ရဖို့ချီပေါက်တယ်လို့ပါပဲ။ရှီမင်ဟာကမ္ဘာပေါ်မှာရေအမြန်ဆုံးကုန်ခန်းတော့မဲ့နိုင်ငံလို့သတ်မှတ်ခံထားရတာပါစစ်ပွဲတွေနဲ့ရေရှားမှုတွေကြောင့်မြို့တော်ဆာဗနာဟာလုံးဝရေပြည့်လက်သွားမယ်ပထမဆုံးမြို့တော်ဖြစ်လာနိုင်ပါတယ်ရေဆိုတဲ့အရာဟာကျမတို့ဘဝမှာအရေးပါအရာရောက်တဲ့ဖြစ်စီတစ်ခုဖြစ်ပါတယ်ရေမရှိဘူးဆိုရင်အသက်ရှင်သန်ဖို့တော်တော်ခဲရမှာပါဒါကြောင့်အပေါ်များဆုံးသုံးစွဲနေရတဲ့နေရာတွေမှာရေရတန်ဖို့ကိုမသိကြပါဘူးเนาะဒီလိုအကြောင်းအရာလေးတွေကိုတက်ညစ်တက်တယ်ဆိုရင် like and share လေးလုပ်ပေးဖို့တောင်းဆိုပါရစေရှင်နောက်ထပ်စိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာလေးတွေအမြဲတင်ဆက်သွားမှာဆိုတော့ကျမရဲ့ channel လေးကို subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်အဆုံးထိ like ပါကြည့်ရှုအားပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်နော်